တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေးမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေးကြီးဘာကြောင့်တထေးဖြစ်တုံးတတ္ထာရှိခဲ့လို့ဟိုတော့ကစတိလတထေးကဘာကြောင့်တထေးဖြစ်တာတော့တတ္ထာရှိခဲ့လို့ဟုတ်ကဲ့လားတတ္ထာကိုအရင်တည်ထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့စတိလတို့ပုံနာတို့ဆိုတဲ့တထေးတွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှိရင်ကြည့်လူရာကနည်းနည်းရလိုက်တာကအများကြီးထွန်ထားတဲ့မြေကြီးကဲတွေအကုန်လုံးရွှေဖြစ်သွားဘယ်သူကပေးတာတော့တရားကပေးတယ်ဟောတရားပေးဒါကြောင့်မို့တရားကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှိရင်ဖြက်လက်ဖြက်စီးလို့မရဘူးအလွန်ခိုင်မာတယ်တရားကြောင့်ရလာတဲ့ပစ္စည်းတရားရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရားခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ်ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်ကျန်တဲ့ဥစ္စာအဓိကမဟုတ်ဘူးတရားဆိုတဲ့ဥစ္စာကိုတခိုးတမကလည်းလူယူတိုက်ခိုက်လို့မရဘူးတဲ့ဟုတ်ကဲ့လားတန်တရားခရီးသွားတဲ့အခါမှာတတ္တာလို့ဆိုတဲ့ဒီပစ္စည်းဥစ္စာပါသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလူဖြစ်ရင်လည်းအထက်တန်းနတ်ဖြစ်လို့ရှိရင်လည်းအထက်တန်း